Success လေပြင်းတိုက်တံမိုးဖွဲဖွဲရွာတံရေတိုးတံညက48နာရီမိုးမခအင်းရွာတရွာလုံးအိပ်ပျော်နေတယ်ဒါပေမဲ့ရွာသားတွေအိပ်ပျော်နေတာမဟုတ်ဘူးအပြင်မထွက်ရဲလို့တကားပိတ်ပြီးငြိမ်နေကြတာရဲမှန်တို့၄ယောက်အိမ်ဟောင်းကနေထွက်လာကြတယ်တယောက်စီရဲ့လက်ထဲမှာ flashlight တစ်လက် camera တစ်လုံးအတန်ဖန်းဆက်တစ်လုံးဒါပေမဲ့သူတို့ရဲ့ခြေလမ်းတွေကအရင်လိုမသေးချတော့ဘူးကြော်သူအတန်တိုးတိုးငါတို့အခုပြန်လှည့်ရင်မရဘူးလားအောင်မျိုးအိမ်ထဲမှာဆက်နေတာထက်အပြင်ထွက်တာကပိုလုံးကျုံမဲ့ထင်တယ်ရဲမှန်က tips ကိုဖွင့်ကြည့်လိုက်တယ် screen ပေါ်မှာ signal မရှိဘူး compass လဲတပတ်ပြီးတပတ်လှည့်နေတယ်စင်ကိုဒီနေရာမှာစတောင်အလုံးမလုံးတော့ဘူးရဲမှန်ဘာမှမပြောဘူးသူ့အကြည့်ကအင်ကန်စီပဲရောက်နေတယ်စိန်အင်ကန်ကန်ဆက်ဖာရေတီတန်ဖာအော်တန်လေတိုးတန်အင်ကန်ကနေကင်းကမြင်ခဲ့တာထက်ပိုကျဲတယ်ပိုမောင်တယ်ပိုတိတ်ဆိတ်တယ်ရေမျက်နှာပြင်ကမှန်တစ်ချက်လိုငြိမ်နေတယ်လေတိုက်နေပေမဲ့ရေကမလှုပ်ဘူးအောင်မျိုးကကင်မရာကိုအားလိုက်တယ် old screen ထဲမှာသူတို့၄ယောက်ပေါ်နေတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာ screen ထဲကရေမျက်နှာပြင်ပေါ်ဖုန်းကြီးเจ้าတစ်ကြောင်းပေါ်လာတယ်အောင်မျိုးရဲမှန်ကင်မရာထဲမှာတခုခုမြင်နေရတယ်ရဲမှန်ကင်မရာကိုယူကြည့်လိုက်တယ်မျက်စိနဲ့ကြည့်ရင်ရေပြင်ပဲရှိတယ်ကင်မရာ screen ထဲမှာတော့တစ်သားဖုန်းကြီးเจ้าဟောင်းကြီးတစ်ကြောင်းရေထဲမှာတဝက်နစ်မြုပ်နေတယ်စင်ကိုမျက်စိနဲ့မမြင်ရတာကိုကင်မရာကဘာလို့မြင်တာလဲရဲမှန်က recording စလုပ်လိုက်တယ်ကင်မရာ zoom ဆွဲလိုက်တာနဲ့ဖုန်းကြီးเจ้าရှိမှာလူတစ်ယောက်ရက်နေတာမြင်လိုက်ရတယ်သင်္ကန်းအိုကြီးဝတ်ထားတယ်ခေါင်းငုံထားတယ်လက်ထဲမှာမီးအိမ်တစ်လုံးရုတ်တရက်ကင်မရာ speaker ထဲကအတန်တန်ထွက်လာတယ်ဒီကိုမလာနဲ့အောင်မျိုးကလန့်ပြီးကင်မရာကိုချလိုက်မလို့ဖြစ်သွားတယ်ကြော်သူပြန်ရအောင်ငါမနေချင်တော့ဘူးအဲ့ဒီအချိန်ရေပြင်လေကနေခေါင်းလောင်းတန်တစ်ချက်ထွက်လာတယ်ဆတ်ဒေါင်းစင်ကိုကမျက်လုံးပြူးသွားတယ်ဖုန်းကြီးเจ้าမှာခေါင်းလောင်းရှိနေသေးတာလားခေါင်းလောင်းတန်ပြီးတာနဲ့ရေမျက်နှာပြင်မှာလှိုင်းလေးတွေစထလာတယ်တဖြည်းဖြည်းအလဲဘဟုကနေတစ်သားအမိုးတစ်ခုပေါ်လာတယ်ပြီးတော့တိုင်တွေအမိုးတွေလှေကားတွေရေအောက်ကနေတဖြည်းဖြည်းပေါ်လာတယ် narrator နှစ်ပေါင်းများစွာရေအောက်မှာနစ်မြုပ်နေခဲ့တဲ့ဘုန်းကြီးเจ้าဟောင်းကသူတို့ရှေ့မှာပြန်ပေါ်လာနေတယ်အောင်မျိုးကတုံနေတဲ့လက်နဲ့ကင်မရာရိုက်နေတယ်ရဲမှန်ဒါတကယ်ပဲလားရုတ်တရက်ရေထဲကနေလှေဟောင်းလေးတစ်စင်းသူ့အလိုလိုကန်းကိုကတ်လာတယ်လှေထဲမှာဘယ်သူမှမရှိဘူးလှော်တန်လည်းမရှိဘူးဒါပေမဲ့လှေကသူတို့ရှေ့မှာရက်သွားတယ်လှေချမ်းပြင်ပေါ်မှာစာတရွက်တင်ထားတယ်ရဲမှန်ကောက်ယူလိုက်တယ်အဲ့ဒီစာမှာတွေးနီအောင်မင်းနဲ့စာတစ်ကြောင်းရေးထားတယ်၄ယောက်လုံးတက်ရင်တယောက်ပဲပြန်ဆင်းမယ်တိတ်ဆိတ်သွားတယ်ကြော်သူဒေါသထွက်ပြီးဒါတွေအကုန်လှည့်စားတာပဲငါမယုံဘူးသူကစာရွက်ကိုစုပ်ပစ်လိုက်တယ်စာရွက်မြေကြီးပေါ်ကျတာနဲ့လေမတိုက်ပဲအလိုလိုမီးလောင်သွားတယ်ဖို့စက္ကန့်ပိုင်းအတွင်းပြဖြစ်သွားတယ်ကြော်သူရဲ့မျက်နှာကအယောင်ပြက်သွားတယ်အဲ့ဒီအချိန်အင်ကန်အလဲကဘုန်းကြီးเจ้าစီကနေကလေးတွေရွတ်နေတဲ့ပရိရွတ်တန်ကြားလာတယ်ဒါပေမဲ့အတန်ကနောက်ပြန်ဖွင့်ထားတဲ့ recording လို့ထူးဆန်းနေတယ်
ဇင်ကိုကအတန်ဖန်းဆက်ကိုဖွင့်လိုက်တယ်။ waveform ပေါ်လာတယ်။ software ကအတန်ကို auto clean လုပ်လိုက်တာနဲ့ပရိတ်ရွတ်တန်မဟုတ်တော့ဘူး။အတန်တစ်ခုသာကြံခဲ့တယ်။မေသက်မပြန်လာနဲ့တကားကိုမဖွင့်နဲ့ရဲမှန်မျက်မှောင်ကျုပ်သွားတယ်။တကားဘယ်တကားလဲအဲ့ဒီစကားပြောပြီးတာနဲ့ရေထဲကဘုန်းကြီးကျောင်းရဲ့အဓိကတကားကြီးကဂျွမ်းဆိုတဲ့အတန်နဲ့သူ့အလိုလိုပွင့်သွားတယ်။အတွင်းမှာအမှောင်ကြီးပဲဒါပေမဲ့အဲ့ဒီအမှောင်ထဲကအဖြူရောင်ဝတ်ထားတဲ့မိန်းကလေးတစ်ယောက်ဖြည်းဖြည်းလျှောက်ထွက်လာတယ်။သူမကရေမျက်နှာပြင်ပေါ်မှာခြေရမကျပဲတက်တက်လမ်းလျှောက်လာတယ်။အောင်မျိုးတိုးတိုးမေသက်မိန်းကလေးကသူတို့ရှေ့ကိုရောက်လာတော့ပထမဆုံးအကြိမ်စကားပြောတယ်။ကျမကိုမကယ်နိုင်တော့ဘူး။ဒါပေမဲ့သူ့ကိုတော့တားရမယ်။ရဲမှန်ကချက်ချင်းမေးလိုက်တယ်။သူဆိုတာဘာတူလဲ။မေသက်ဖြေမဲ့အချိန်ရုတ်တရက်ကျော်သူကသူ့နောက်မှာရက်နေတဲ့မေသက်ကိုမျက်နှာမလွှဲပဲကြည့်နေတယ်။သူ့နှုတ်ခမ်းပေါ်မှာမနေ့ညကလိုပဲထူးဆန်းတဲ့အပြုံးပြန်ပေါ်လာတယ်။ကျော်သူအတန်အေးအေးသူကကျွန်တော်ပဲစစ်လျက်စီးလက်တံမိုးကြိုးပစ်တံရဲမှန်အောင်မျိုးနဲ့စင်ကိုတို့တပြိုင်တည်းကျော်သူဘက်လှည့်ကြည့်လိုက်ကြတယ်။ဒါပေမဲ့သူတို့ရှေ့မှာရက်နေတဲ့ကျော်သူရဲ့မျက်လုံးနှလုံးဟာအနက်ရောင်တက်တက်ဖြစ်နေပြီ။